grade 12မှာဘောရာဆောင်မနေဘဲနဲ့အဆင်ပြေနိုင်မလားဘယ်လိုမျိုးလေးလုပ်လို့ရလဲဒါလေးကိုဒီနေ့ပြပြချင်ပါတယ်ဆိုတော့ဘောရာဒီမဖြစ်မနေနေဖို့လိုတာမဟုတ်ပါဘူးဆိုတော့ဘောရာမနေဘဲနဲ့ကိုကတေချာထိထိရောက်နေလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီနေ့ပြပြပေးတဲ့အချက်လေးတွေလုပ်ကြည့်လို့ရပါတယ်ဆိုတော့ပထမဆုံးကိုယ့်ရဲ့ကျောင်းကိုရွေးချယ်ရမှာဖြစ်ပါတယ်ဆိုတော့ကိုက private ကျောင်းတွေတေချာတင်ပေးနေတဲ့ကျောင်းတွေတည်ရဆိုရင်တော့အဲ့လိုမျိုးကျောင်းတွေကိုတွားပြီးတော့ရွေးချယ်ပြီးတော့တက်ရလို့ရတယ်အဲ့လိုမတက်ချင်ဘူးတချို့ကျတော့လည်းကျောင်းတွေ့ရတာအချိန်ကုန်တယ်လို့ထင်နေသူတို့စင်နေကြတော့ဒီလိုမျိုးပုံမှန် public ပေါ့နော်ဆိုရကျောင်းတစ်ခုခုမှာသွားပြီးတော့တက်ပါဆိုတော့တက်တာဆိုတာလည်းဆိုရကျောင်းဆိုတော့သိပြီးတော့အကြာကြီးအချိန်ကြီးအများကြီးတက်နေကြတာမလို့ပေါ့နော်နားလည်မှုနဲ့ခဏတစ်ဖြုတ်တက်ပြီးတော့မှအချိန်ကြီးအများကြီးကုန်ကြမလို့တော့ပေါ့နော်ဒါပထမဆုံးကြောင်းရွေးချယ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကျတော့ကိုကဒီခုနပြောသလို private ကတေချာတင်တဲ့ private ဆိုလို့ရှိရင်တော့ဒါ tuition လို့ပေါ့နော်ခုနလိုမျိုးတေချာမတင်မဲ့နဲ့ကျောင်းကိုဒီလိုမျိုးကအစိုးရကျောင်းမှာပဲသွားပြီးတော့တက်လိုက်မယ်ဆိုလို့ရှိရင် tuition ဒီမဖြစ်မနေယူရမှာဖြစ်ပါတယ် tuition ဒီနေရာမှာအရင်ရေးကြည့်ပါတယ်တေချာတင်ပေးနိုင်မဲ့ဆရာဆရာမတွေနဲ့ဖွဲ့စည်းပြီးတော့လုပ်ထားတဲ့ tuition တစ်ခုကိုရွေးချယ်တက်ရအောင်မှာဖြစ်ပါတယ်ဆိုတော့ tuition ပြီးသွားလို့ရှိရင်နောက်ဆုံးတစ်ချက်ကတော့ guide ကိုမဖြစ်မနေခေါ်ရမယ်ပေါ့နော်အဲကြောင့်လဲဆိုတော့ Bora Tab လေဆိုတာကတော့ Bora ဒီသူတို့ရဲ့ဒီအနီးကစာရေးဆရာမတွေကနေပြီးတော့မှတေချာ train မယ် guide တွေပေးမယ်ဒါတွေဆိုတော့လောက်တဲ့ခါမှာသူတို့ရဲ့ရလက်တွေကပို့ပြီးတော့ကိုယ့်ထက်ကောင်းနေတယ်။ဒါမှမဟုတ်ကိုလည်း border တက်လိုမျိုးရလက်ကောင်းလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ခိုက်ကမဖြစ်မနေလိုပါတယ်။ဒါကြောင့်မလို့အရင်ဆုံးသိရမှာအကြောင်းကိုရင်ရွေး tuition ကိုရွေးပြီးတော့မှ guide ကိုတေချာခေါ်ပါ။ဆိုတော့အဲ့လိုမျိုးလေးလုပ်သွားမယ်ဆိုရင်တော့ border လည်းမလိုဘဲနဲ့တေချာ grade 12မှာတိတိကျကျနဲ့အဆင်ပြေပြေနေနိုင်မှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ပြန်ပေးတဲ့အကြောင်းကိုလေးနားလည်ကြပါလို့ထင်တယ်။အားလုံးပဲ bye bye